ဗုဒ္ဓဘာသာကိုအဓိကထားကိုးကွယ်နေကြတဲ့မြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံတော်တော်များများနဲ့ကမ္ဘာနိုင်ငံတော်တော်များများမှာတော့နတ်ကိုးကွယ်မှုနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကလည်းလွှမ်းမိုးလို့နေပါတယ်ဗုဒ္ဓဘာသာတွေအနေနဲ့ကတော့နတ်ကိုးကွယ်မှုကိုပြုလုပ်ခြင်းအပြင်တရဏဂုံပြတ်တယ်ဆိုတာတကယ်ပဲလားနတ်ကိုးကွယ်ယုံကြည်မှုတွေနဲ့ပတ်သက်ပြီးဘလို့ကိုးကွယ်ယုံကြည်မှုမျိုးတွေကတရဏဂုံကိုပြတ်စေတာလဲဒီကြောင်းရည်နဲ့ပတ်သက်ပြီးဒီကနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံနဲ့တိလိုက်ပါကြည့်ရှုပေးကြပါဦးဗျာအမှားလူမျိုးတွေကများသောအားဖြင့်တော့ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါတယ်ဗုဒ္ဓဘာသာဝင်တွေဖြစ်တော်ညာလဲ38မိနစ်ကိုးကွယ်မှုရဲ့လွှမ်းမိုးခြင်းတွေကိုခံနေကြရပါတယ်တဲ့ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါလဲနတ်ကိုးကွယ်ခြင်းတင့်မတင်ဆိုတာကတော့ရှ िख ိုးခြင်းကိုးကွယ်ခြင်းပူဇော်ခြင်းအယုအသေးပြုခြင်းဟာဘယလာဘကုလအာစရိယနိတရဏရဲ့လို့၅မျိုးရှိပါတယ်ဘယဆိုတာကတော့ကြောက်ရွံ့လို့ကိုးကွယ်ခြင်းလာဘဆိုတာကတော့လက်လာဘပစ္စည်းရခြင်းလို့ကိုးကွယ်ခြင်းကုလဆိုတာကတော့မျိုးရိုးလိုက်လို့ကိုးကွယ်ခြင်းအာစရိယဆိုတာဆရာဖြစ်လို့ကိုးကွယ်ခြင်းနိတရဏဆိုတာကတော့တဏှာကလွတ်မြောက်ဖို့ကိုးကွယ်ခြင်းတို့ဖြစ်ပါတယ်အဲ့ဒီကိုးကွယ်ခြင်း၅မျိုးအနက်မှာယတနာ၃ပါးကိုကိုးကွယ်ခြင်းရှ िख ိုးခြင်းပူဇော်ခြင်းအယုအသေးပြုခြင်းဆိုတာကတဏှာလွတ်မြောက်ဖို့ဖြစ်ပါတယ်နတ်ကိုးကွယ်ခြင်းဘိုးဘိုးကြီးကိုကိုးကွယ်ခြင်းဝိဇ္ဇာဇောကြီးများကိုကိုးကွယ်ခြင်းဆိုတာကတဏှာကလွတ်မြောက်ဖို့မဟုတ်ပဲလက်လာဘကိုလိုလားလို့မိယိုးဖလားကိုးကွယ်လာလို့မျိုးရိုးဖြစ်လို့ကိုးကွယ်ခြင်းဆိုတာမျိုးဖြစ်ပါတယ်ယတနာ၃ပါးကိုစီးကပ်တဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓောမေတရဏံအညံနတ္ထိဓမ္မောမေတရဏံအညံနတ္ထိတန်ဃောမေတရဏံအညံနတ္ထိလို့ဆိုတဲ့အတိုင်းယတနာ၃ပါးမှတပါနိတရဏအကျိုးငါအဘယ်အရာကိုမှမစီးကပ်မကိုးကွယ်ကောင်းပါဘူးအကယ်လို့စီးကပ်ကိုးကွယ်ခဲ့ရင်တော့တရဏဂုံပျက်စီးပါတယ်နိတရဏအကျိုးငါမဟုတ်ပဲဘယလာဘကုလအာစရိယအဖြစ်နဲ့ကိုးကွယ်ခြင်းရှ िख ိုးခြင်းပူဇော်ခြင်းအယုအသေးပြုခြင်းလုပ်ယုံနဲ့တော့တရဏဂုံမပြတ်ပါဘူးဒါကြောင့်မလို့ပဲဗုဒ္ဓဘာသာဝင်တွေဖြစ်တော့လဲနတ်တွေကိုစီးကပ်ကိုးကွယ်နိုင်ခွင့်လည်းရှိနေပါသေးတယ်သို့တော်လဲနတ်ကိုးကွယ်ပုံနဲ့ယတနာ၃ပါးကိုးကွယ်စီးကပ်ပုံချင်းတော့မတူပါဘူးနတ်တွေကိုတော့အပြင်မှာသာပူဇော်ပတ်တာရပါတယ်ယတနာ၃ပါးကိုတော့ဂုဏ်တော်ကိုအာယုံပြုပြီးအတွင်းထဲကနေပူဇော်ရပါတယ်နုတ္တိ10ပါးမှာပါဝင်တဲ့ဒေဝတာနုတ္တိဆိုတာကကောဆိုပြီးမေးလာရင်တော့နတ်ပူဇော်ရမှာယတနာ၃ပါးပူဇော်သလိုနတ်များရဲ့ဂုဏ်ကိုအာယုံပြုပြီးပူဇော်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးလားဆိုရင်တော့မဟုတ်ပါဘူးနတ်ဆိုတာကနတ်မဖြစ်မီဘဝကတရားတရားတီလတရားတို့နဲ့ပြည့်စုံခဲ့ကြလို့ယခုနတ်ဖြစ်ကြတဲ့နတ်တို့ရဲ့တရားတရားတီလတရားမျိုးငါမှလည်းရှိတယ်လို့နတ်များကိုတသက်ပြုပြီးမိမိရဲ့တရားတရားတီလတရားတမာတိတရားများကိုအဖန်တလဲလဲအောက်မေ့ခြင်းကိုဒေဝတာနုတ္တိလို့ဆိုလိုတာပါနတ်ပူဇော်တာကိုဆိုလိုတာမဟုတ်ပါဘူးဒါကြောင့်နတ်ပူဇော်တာကိုယတနာ၃ပါးပူဇော်တာနဲ့အပြိုင်ဆိုင်ပူဇော်ခဲ့ရင်တော့သာသနာတော်ပျက်စီးတတ်ပါတယ်နတ်ကိုယတနာ၃ပါးနဲ့အပြိုင်ဆိုင်ပူဇော်တာနဲ့ဘာကြောင့်သာသနာတော်ပျက်စီးကြတာလဲဆိုတော့စဉ်းစားကြည့်ပါကိုးကွယ်ခြင်းစီးကပ်ခြင်းရှ िख ိုးခြင်းပူဇော်ခြင်းဆိုတာဘာကိုကိုးကွယ်ရှ िख ိုးပူဇော်တာပင်ဖြစ်စေပုံစံချင်းကအတူတူပါပဲဘာကွာခြားသလဲဆိုတော့အခြေခံချင်းကကွာခြားပါတယ်နတ်ပူဇော်တာကလောကီအကျိုးကိုအခြေခံတယ်ယတနာ၃ပါးကိုပူဇော်တာကတဏှာကလွတ်မြောက်ရေးနိတရဏကိုအခြေခံတယ်ဒီအခြေခံနှစ်ခုအနက်မှာဘယ်အခြေခံကဂုံကြီးသလဲဆိုတော့နိတရဏကဂုံကြီးတယ်လောကီအကျိုးကဂုံမကြီးပါဘူးသို့တော်လည်းဘုဒ္ဓဇင်တို့ဓမ္မတာနိတရဏဆိုတဲ့ယုံနယ်လွတ်မြောက်မှုထက်လောကီအကျိုးဖြစ်တဲ့လက်လာပါရမှုကျမ်းမာမှုကပိုပြီးအရေးကြီးတယ်လို့ထင်တတ်ကြတာ哦အဲ့ဒါကြောင့်ပဲလောကီအကျိုးပေးနိုင်တဲ့ထင်တဲ့နတ်တွေကိုပိုပြီးပတ်သားကြပါတယ်နတ်ကယတနာ၃ပါးထက်အကျိုးပေးပိုတယ်လို့ထင်ခဲ့ရင်တော့အဲ့ဒီလိုတွေးထင်နေသူရဲ့တန်တန်မှာသာသနာတော်ပျက်စီးသွားပြီလို့ဆိုရမှာပါယခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့နတ်ကိုးကွယ်တဲ့အခါမှာဘလို့ပုံစံမျိုးတွေနဲ့ကိုးကွယ်လို့ရှိရင်တရဏဂုံပြတ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံနဲ့တိလိုက်ပါကြည့်ရှုပေးကြလူချင်းမတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်